လာပါကိုစာမျက်နှာ52မှာရှိတဲ့ chapter 12 ratio ဆိုတဲ့အကြောင်းလေ့လာရအောင်။ ratio ဆိုတာကဒါဘာလဲဆိုအချိုးများအမြန်မာလိုလဲကျွန်တော်တို့သိပြီးသားအချိုးဖြစ်တယ်။အချိုးဆိုတာကသူကဘယ်လောက်ရင်းရင်ဘယ်လောက်ရတယ်အဲ့လိုမျိုးကိုဒါပြန်တွက်ပေးတဲ့ဟာဖြစ်တယ်။ဆိုတော့အများဖြင့်ဒါ100တရားပေါ်မှာခြေခံတာဖြစ်တယ်။ဒါဆိုတော့ratio can be subdivided into 3 categories တဲ့ ratio ကို subdivided ဆိုပိုင်းခြားနိုင်တယ်3 categories ဆိုတော့မျိုးအစား3မျိုးပေါ့number 1 profitability or performance ratio profitability profit ကနေလာတာဖြစ်တယ် profitability ဆိုတာအမြတ်ရနိုင်စွမ်း performance ဆိုတာစွမ်းဆောင်ရည်အဲဒါကျွန်တော်တို့ profitability or performance ratio ဒီက liquidity or working capital ratioနောက်ဆုံး asset utilization ဆိုပြီးမှဒါ asset ကို mobile ratio ကိုအမျိုးအစား၃မျိုးနဲ့ပိုင်းခြားနိုင်တယ်ဒါမြန်မာလိုကကြတော့တော်ဒီမှာရေးပေးထားတယ်ဒီဟာလေးဖြစ်တယ်အရင်ဆုံးပထမဆုံးကတော့ profitability or performance ratio မြန်မာလိုဆိုတော့အမြတ်ရနိုင်စွမ်းအချိုးဒါမှမဟုတ်လို့ဆောင်ချက်ကိုတိုင်းတာပေးတော့ချိုးသူ့ရဲ့ဘေးမှာအနေရောင်လေးနဲ့ဒါရေးထားပေးမယ်ပြီးရင်ဒုတိယကဘာလဲဆိုရင် liquidity or working capital ratioတော့ကြတော့ဗာလဲဆိုရင်ငွေဖြစ်လွယ်အချိုးဒါမှမဟုတ်လဲငွေရှင်အချိုးလို့ခေါ်မယ်ပြီးနောက်ဆုံးဒါ asset utilization asset ဆိုတာပိုင်ဆိုင်မှုတွေ utilization ဆိုတာ utilize ကနေလာတာဖြစ်တယ်ဆိုတော့ပိုင်ဆိုင်မှုကိုဒါတုံးချခြင်းဆိုပြီးမှဒါ asset ကို၃မျိုးခွဲထားတယ်ပေါ့အောက်မှာ profitability ratio အတွက် formula တွေဖြစ်တယ်ဒါမြေရနိုင်စွမ်းအချိုးဒါမှမဟုတ် performance ratio လို့ဆောင်ချက်ကိုတိုင်းတာပြီးတဲ့အချိုးဒီအတွက် formula တွေဖြစ်တယ်အဲဆိုနံပါတ်1 return on capital employed return on capital employed ဆိုတာကဒါအတူကောင်းတဲ့ဆိုတော့ ROC လို့ခေါ်တယ် ROCE ဒါကြောင့်ဖြစ်မှာ ROC လို့တွေ့ရင်ဒါ return on capital employed ဆိုတဲ့ date ဖြစ်တယ်သူရဲ့မြန်မာလို date ပဲပါလဲဆိုရင်ယင်းနှီးမြုပ်နှံမှုအပေါ်ပြန်ရချက်ဒါပေါ်မှာရေးထားပေးမယ် return on capital employed ဆိုတာကယင်းနှီးမြုပ်နှံမှုအပေါ်ပြန်ရချက်ယင်းနှီးမြုပ်နှံမှုအပေါ်ပြန်ရချက်ဆိုပြီးမှဒါမှတ်ထားပေးSo return on capital employed ROC ယင်းနှီးမြုပ်နှံမှုပေါ်ပြန်ရချက်ဖြစ်တဲ့ formula ဘာလဲဆိုရင် net profit ကိုတည်ပြီး capital employed နဲ့စားမယ်ပြီးရင်100နဲ့မြောက်မယ်ဆိုဖြစ် percentage နဲ့ထွက်မယ်ဆို net profit ကိုတည် capital employed နဲ့စား100နဲ့မြောက်အဖြစ် percentage နဲ့ထွက်မယ်ဆိုဒီ formula ကိုရှင်းမယ်ဆိုရင်ဒါအယုတ်ချက်နေပြောမှာဖြစ်တယ် capital ဒီလောက်မှာ net profit ဒီလောက်ဖြစ်တယ်ဆိုတော့company ဒီမှာဆိုတော့သူတို့ရဲ့ capital တခုရှိမယ်အဲဆိုတော့ capital ဘလောက်ရင်းတဲ့အခါမှာပေါ့ capital ဘလောက်ရင်းတဲ့အခါမှာ capital ဆိုတာရင်းနှီးမြှုပ်နှံတဲ့ဖြစ်တယ်အဲဆို capital ဘလောက်ရင်းတဲ့အချိန်မှာ net profit ဒီလောက်ရတယ်ဥပမာတော့2025အတွက်တွက်တယ်ဆိုပါစို့အဲဆို2025မှာဒီ company capital က3500ဖြစ်တယ်အဲဆို capital 3500ရင်းထားတယ်ပြီး net profit က3200ရထားတယ်အဲဆို3500ရင်းတဲ့အချိန်မှာ net profit 3200ရတယ်ဒါဆိုရင်100မှာဘယ်လောက်လဲအဲ့လိုမျိုးနဲ့တွက်တာဖြစ်တယ်အဲ့ဆို formula ကပြန်ကြည့်မယ် capital ကို net profit ကိုဒီ capital employed နဲ့စားတယ်100နဲ့မြောက်တဲ့အဖြစ် percentage နဲ့ထွက်တယ်ဒါဆိုဒီ formula ကိုရှင်းမယ်ဆိုရင်ဒီ company ရဲ့လက်ရှိဥမာ2025ဆို2025မှာ capital က3500ဖြစ်တယ် net profit က3200ရတယ်အဲ့ဆို capital 3500မှာ net profit 3200ဖြစ်တယ်ဆို capital 3500မှာ net profit 3500မို့ capital 3500မှာ net profit 3200ဖြစ်တယ်ဒါဆို100မှာဘယ်လောက်လဲဒါဆိုဒီပုံစံနဲ့ရှာတာဖြစ်တယ်ဒီပုံစံဖြစ်တယ်ဒါဆို company မှာ capital 900 200ဆိုတာနမူနာပြောတာဖြစ်တယ်အဲဆိုဒီလုပ်ငန်းမှာမတည်ရင်းနှင်းငွေ900 3500ဖြစ်တဲ့အချိန်မှာပြန်ရတဲ့အမြတ်က3200ဖြစ်တယ်အဲဆို100ဖို့တာရင်းနှင်းမြုပ်နှံခဲ့ရင်ဒါဘယ်လောက်net profit ပြန်ရမလဲဆိုတဲ့ဟာတာပြန်တွက်တာကို ROC လို့ခေါ်တာဖြစ်တယ်အဲဆိုရင်ဒီ formula အကြောင်းကိုနည်းနည်းနားလည်ပြီလို့ထင်တယ်အဲဆို ROC ဆိုတာကယင်းနှီးမြုပ်နှံမှုပေါ်ပြန်ရချက်ဆိုတော့ဒီ company မှာဘယ်လောက်ယင်းနှီးမြုပ်နှံတဲ့အချိန်မှာဘယ်လောက်ပြန်ရတယ်တကယ်လို့100ဖို့တာယင်းနှီးမြုပ်နှံရင်ဘယ်လောက်ပြန်ရမယ်အဲဆိုခမရ company တစ်ခုခုမှာယင်းနှီးမြုပ်နှံတယ်အဲဆိုခမရယင်းနှီးမြုပ်နှံလိုက်တာက3500အဲဆိုတော့ဒီ3500ယင်းနှီးမြုပ်နှံတဲ့အချိန်မှာ3200ရတယ်အဲဆိုတော့ဘယ်လောက်ရာခိုင်နှုန်းပြန်ရတယ်လဲဆိုတော့သိချင်တယ်ဆိုတော့100မှာဘယ်လောက်လဲတော့ရှာလိုက်တယ်ဒါဆိုတော့ဒါ ROC ဖြစ်တယ်အဲဆို company တစ်ခုနဲ့တစ်ခုနိုင်ရှင်းမယ်အဲဆိုတော့ဒီ company မှာယင်းနှီးမြှုပ်နှံကောင်းမလားတခြား company တစ်ခုမှာယင်းနှီးမြှုပ်နှံကောင်းမလားအဲ့လိုမျိုးတွေကိုသိချင်တဲ့အချိန်မှာဒီ ROC ကိုတွက်တယ်အဲဆို ROC မှာသူက
အဒီက net profit ကိုဒီ capital employed နဲ့စာ100နဲ့မြောက်ထားတာဖြစ်တယ်ရတဲ့ဖြေကတော့ကျွန်တော်ဒါ100ပေါ်မှာခြေခံထားတဲ့ဟာဖြစ်တယ်ဒါကြောင့်ဒီအဖြေက20ရာခိုင်နှုန်းထွက်တယ်ဆိုပါစို့အဲဆိုအဖြေကဒီမှာ20ရာခိုင်နှုန်းထွက်တယ်ဆိုရင်ဒါပေါ်ပါလဲဆိုတော့ဒီ company မှာဒါ100ဖို့ရင်းနှီးမြှုပ်နှံရင် net profit 20ရတယ်ဆိုတဲ့ပဲဖြစ်သွားမယ်အဲဆိုအဖြေကဒီမှာ200ထွက်တယ်ဆိုပါစို့အဲဆိုအဖြေက200ထွက်တယ်ဆိုရင်ဒီ200ရဲ့အဓိပ္ပာယ်ဘာဖြစ်သွားမှာလဲဆိုရင်200ဖို့ဆိုအဖြေက200ထွက်တယ်ဆိုရင်ဒီ200ရဲ့အဓိပ္ပာယ်ဘာလဲဆိုရင်100ဖို့ရင်းနှီးရင်100ဖို့ရင်းနှီးမြှုပ်နှံရင်ပေါ့100ဖို့ရင်းရင်ဒါ net profit 200ရမယ်ဆိုတဲ့ပဲဖြစ်တယ်ဟို20ရရင်လို့ပြောတာခုန sorry အဲဆိုရင်အဖြေက20ထွက်တယ်20ရာခိုင်နှုန်းဆိုပြီးမှထွက်တယ်ဆိုဒီ20ရာခိုင်နှုန်းရဲ့အဓိပ္ပာယ်ပါလဲဆိုရင်ဒီ company မှာ100ဖို့ရင်းနှီးမြှုပ်နှံထားရင် net profit 20ရမယ်ဆိုတဲ့ပဲဖြစ်တယ်အဲဆိုဒီဟာလေးတွေကတာပြောဆိုတော့ ratio ဆိုတာကဒါတွေ့ရတာလွယ်တယ် formula လေးတီးထားရင်ဒါတွေ့ရုံပဲဒါပေမဲ့တွက်ထားတဲ့အဖြေကဘာအဓိပ္ပာယ်လဲပြီးဒီတွက်ထားတဲ့ဖြေရအောင်ဘယ်လိုအစင်းစင်းတွက်တယ်လဲဆိုတဲ့ဟာလေးတွေဒါကျွန်တော်တို့ဒါအလုံးဝတီးနားလဲဖို့ရည်ကြီးတယ်အဲဆိုဒီတစ်ခုနားလဲတယ်ဆိုကျန်တဲ့ formula တွေဒီအတိုင်းပဲဆက်သွားမှာမလို့ဒီတစ်ခုကိုကောင်းကောင်းလေးပြန်ပြောနေတာဖြစ်တယ်အဲဆိုရင်ရင်းနှီးမြှုပ်နှံမှုပေါ်ပြန်ရချက်တဲ့အင်္ဂလိပ်လိုဆို ROC အပြည့်စုံနေဆိုတော့ return on capital employed ဖြစ်တယ် formula က net profit by capital employed into 100 equal percent ဖြစ်တယ်အဲဆိုတော့ဒီပြပါလဲဆိုရင်ဒီ formula ကိုရဲ့တဘောတရားပြန်ရှင်းမယ်ဆိုရင်တော့အောက်မှာ capital ကိုထားတယ်ပြီးအပေါ်မှာ net profit ထားတယ်အဲဆိုတော့အောက်မှာထားမှာကဒီ company ရဲ့ capital ပမာဏကိုထားမယ်အပေါ်မှာကျတော့ဒီ company ရဲ့ရတဲ့အမြတ်ကိုထားမယ်ဒါဆိုတော့တဘော capital က3500 net profit က200ဒါဆိုတော့ capital 3500မှာ net profit 200ရတယ်ပြီးဘေးမှာ100နဲ့မြောက်ထားချောင်း capital 100သာဖြစ်ခဲ့မယ်ဆိုရင် net profit ဘယ်လောက်ရမလဲဒါတွေ့တာဖြစ်တယ်တကယ်လို့ net profit ဒီမှာ20ရာခိုင်နှုန်းသာရတယ်ဆိုရင် capital 100ဖို့ရင်းရင် net profit 20ရမယ်ဆိုတဲ့ပဲဖြစ်သွားမယ်ဒါဆို company တစ်ခုရှိတယ်ကိုကဘယ် company မှာ investment လုပ်မလဲဆိုတော့နည်းနည်းရွေးရခက်နေတယ်အဲ့လိုမျိုးဆိုရင် ROC တာကြည့်လိုက်မယ်အဲ့ဆိုဒီတစ်ခုတည်းကြည့်ရမှာမဟုတ်တော့မဟုတ်ဒါပေမဲ့ဒီဟာကြည့်လို့ရတယ်လို့ပြောဖြစ်တယ်အဲ့ဆို ROC ကိုကြည့်မယ်ဆိုရင်ပထမ company မှာ ROC 20ရှိတယ်ပြီးဒုတိယ company မှာ ROC က25ဖြစ်တယ်ဒါဆိုရင်ပထမ company မှာ100ဖို့ရင်းရင် net profit 20ရှာပေးနိုင်တယ်ဒုတိယ company ကကျတော့100ဖို့ရင်းရင် net profit 25ရှာတယ်အဓိပ္ပာယ်ဖြစ်တယ်ဒါကြောင့်ဒီရတဲ့အဖြေကကျတော့သူကဘယ် company အတွက်ပဲဖြစ်ဒါနိုင်ရှင်လို့ရသွားပြီနိုင်ရှင်လို့ရသွားပြီဘာကြောင့်လဲဆိုတော့အကုန်လုံး100ပေါ်မှာခြေခံထားပြီးသားဖြစ်သွားပြီဖြစ်တဲ့ကြောင့်သူကဘယ် company မှာပဲဖြစ်ဒီရတဲ့အဖြေရာခိုင်နှုန်း ROC ကနေထွက်လာတဲ့ရာခိုင်နှုန်းကြည့်ပြီးမှနိုင်ရှင်လို့ရသွားပြီဖြစ်တယ်အဲဆိုဘယ် company မှာရင်းနှီးမြှုပ်နှံမလဲဆိုရင်လောလောဆယ် ROC မှာဆိုရင်100ဖို့ရင်းနှံချက်တူ A က20 B က25ရှာနိုင်တယ်ဒါကြောင့်တဘောအဖြစ် ROC တာကြည့်ပြီးမှဆုံးဖြတ်ရမယ်ဆိုရင် B company က net profit ပိုရှာနိုင်တယ် net profit ပိုရှာနိုင်တယ်ဆိုမှတော့ဝီစုပေးရင်လည်းပိုပေးနိုင်မှာပဲဖြစ်တယ်အဲ့လိုမျိုးရှိတယ်ဒါပေမဲ့ဒီတစ်ခုတည်းကြည့်ရမှာတော့မဟုတ်ဘူးဒါပေမဲ့အချမ်းပြပြောတာဖြစ်တယ်ဒါ ROC ရဲ့တွားတဲ့ပုံစံဖြစ်တယ်ဒါကြောင့် ROC formula ကိုရှင်းမယ်ဆိုရင်100ဖို့ရင်းနှီးမြှုပ်နှံရင် net profit ဘယ်လောက်ပြန်ရမယ်ဆိုတာအဓိကတွက်တာဒါကြောင့် ROC ရဲ့အဓိကတွက်ပေးတာပါလဲဆိုရင်100ဖို့ရင်းနှီးမြှုပ်နှံရင် net profit ဘယ်လောက်ပြန်ရမလဲတော့တွက်ပေးတာဒါကြောင့်ရတဲ့ရာခိုင်နှုန်းကိုကြည့်ပြီးမှဒီထွက်လာတဲ့ရာခိုင်နှုန်းက100ဖို့ရင်းနှီးမြှုပ်နှံရင်ပြန်ရလာမယ် net profit ဖြစ်တယ်15ရရင်100ဖို့ရင်းရင်15 net profit ရတယ်20ရရင်100ဖို့ရင်း net profit 20ရတယ်ဒါပဲနောက် ROC for limited company ROC ကိုပဲရှာတယ်ဒါပေမဲ့ company limited company တွေမှာဖြစ်တယ်ဒါဆိုတော့အပေါ်ဟာကျတော့ sole trader နဲ့ partnership မှာအဓိကသုံးရမယ့်ဟာဖြစ်တယ်အခုလုံးကတော့ ROC ရှာတဲ့ဟာပဲဖြစ်တယ်ဒါပေမဲ့ပေါ်ကျတော့ sole trader partnership မှာသုံးရမယ် ROC ဖြစ်တယ် company မှာ ROC ရှာရင်ဒီဟာသုံးရမယ်ဘယ်လိုလဲဆို net profit before interest အတူမနှုတ်သေးခင်မှာရှိတဲ့ net profit ကိုတီးပြီးရင် share capital plus reserve plus long term liabilities ဒီ၃မျိုးပေါင်းပဲဒီ၃မျိုးပေါင်းကိုဘာလို့လဲပြောလဲဆိုရင် total capital employed လို့လဲခေါ်တာဖြစ်တယ်ဒါဆိုရင် share capital reserve long term liabilities ဒီ၃မျိုးပေါင်းကို total capital employed လို့လဲခေါ်တယ်ဒါကြောင့် net profit before interest by total capital employed into 100 equal percent အဲ့လိုမျိုးနဲ့သုံးလို့ရတယ်ဒါဆိုတော့ဒါအဓိပ္ပာယ်တော့အတူတူပဲဖြစ်တယ်ဒီ company မှာ100ဖို့ရင်းနှီးမြှုပ်နှံရင်
net profit ဘယ်လောက်ပြန်ရှာနိုင်တယ်ပြန်ရတယ်ဆိုတာပဲဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ capital ကတော့3မျိုးပေါင်းရတယ် share capital reserve long term liabilities ဒီ3မျိုးပေါင်းတယ်ဒါကြောင့်ဆို share capital ဆိုတာကသူက share ထုတ်ရောင်းလို့ရတဲ့ငွေဖြစ်တယ် reserve ဆိုတာကလည်းငွေလိုရင် share ထုတ်ရောင်းစရာမလိုအောင်ဆိုပြီးမှ reserve ထားတာအမြတ်ထက်နေပဲထားတာပြီး long term liabilities ဆိုတာကချေးငွေယူတာပြီးရင် debenture ထုတ်ရောင်းတာအဲ့လိုမျိုးတွေကလည်းဒါ capital ပဲဖြစ်တယ်ဒါကြောင့်သူက share capital reserve long term liabilities ဒီ3မျိုးပေါင်းကို capital employed လို့ခေါ်တယ်ဒါကြောင့် net profit before interest ကိုဒီ3မျိုးပေါင်းဒါမှမဟုတ် total capital employed နဲ့စား100နဲ့မြောက်တယ်အဖြစ်ရာခိုင်နှုန်းနဲ့ထွက်တယ်ဒါဆိုတော့အတိတ်ပြတော့ပေါ်နဲ့တူတူပဲ100ဘူးရင်းနှီးမြှုပ်နှံရင် net profit ဘယ်လောက်ပြန်ရတယ်အဖြစ်20ထွက်ရင်100ဘူးရင်းနှီးမြှုပ်နှံရင် net profit 20ရတယ်ဆိုတဲ့ပဲဖြစ်တယ်ပြီးရင်အောက်မှာ gross profit as a percentage of sales revenue တဲ့ဘာနဲ့ချူချတယ်လဲဆိုရင် gross profit နဲ့ဘာနဲ့ချူချပေးတယ်လဲဆိုရင် sales revenue နဲ့ချူချပေးတာဖြစ်တယ်ဒါဆို net profit နဲ့ sales revenue နဲ့ချူချနေတာကို margin percent လို့လည်းခေါ်တာဖြစ်တယ်ဒါဆိုဘာဒီဘာနဲ့စားလဲဆို gross profit ကိုတီးပြီးရင် sales revenue နဲ့စားတယ်ပြီးရင်ဘာနဲ့မြောက်လဲဆို100နဲ့မြောက်တယ်ဒါဆိုရင်အဖြစ်က percentage နဲ့ထွက်မယ်ဒါဆိုရင်ဒါခုနအတိုင်းပဲဖြစ်တယ်ဥပမာတော့ဒီနေ့ထဲမှာ1000ဖူးလောက်ရောင်းထားတယ်ပြီးရင် gross profit ကဒီအတိုင်းပဲထားလိုက်မယ်ဒါဆိုတော့ဒီနေ့ထဲမှာ1500ဖူးရောင်းထားတယ်ဒါပိုင်းချနေပဲပြောမှာဖြစ်တယ်ဒါဆိုပိုင်းချရှက်လာမယ်ဒါဆိုဒီနေ့ထဲမှာ1500ဖူးရောင်းထားတယ်1500ဖူးရောင်းတဲ့အချိန်မှာ तू က gross profit က300ပြန်ရတယ်ဒါဆိုရင်1500ဖူးရောင်းတယ်ကုန်ကျစရိတ်မနှုတ်သေးခင်မှာ300အမြတ်ရှိတယ်ဒါ gross profit ဖြစ်တယ်ဒါဆိုရင်100မှာဘယ်လောက်လဲဆိုပြီးမှပြန်ရှာတာဖြစ်တယ်ဒါဆို100မှာဘယ်လောက်လဲဆိုတော့ပြန်ရှာတယ်ဒါဆိုရင်ရလာပြီ20ဒါမှမဟုတ်15ရတယ်ဆိုရင်100ဖူးရောင်းရင်ဆိုတာဖြစ်သွားမယ်ဒါဆို100ဖူးရောင်းရင်ဒါဆို100ဖူးရောင်းရင်gross profit ဖြစ်သွားမယ်ဒါဆို100ဖူးရောင်းရင် gross profit 20ဒါမှမဟုတ်25ရမယ်ဆိုတော့အဓိပ္ပာယ်ဖြစ်သွားမှာဖြစ်တယ်ဒါဆိုတော့ formula လေးတွေကကောင်းနားလည်တယ်ဆိုရင်ကျွန်တော်တို့တခုခုတွက်တဲ့အချိန်မှာဆင်ပြေသွားမယ်အပြင်မှာကျွန်တော်ဒီလိုမျိုး ratio တွေဘာတွေနဲ့ပေါ်ပြထားရဲဆိုတော့ဒီအဖြေရအောင်ဘယ်လိုတွက်ထားရဲဆိုတော့သိဖို့လိုတယ်မဟုတ်ရင်သူက ratio ဘယ်လောက်ရခိုင်နှုန်း margin ဘယ်လောက် markup ဘယ်လောက်အဲ့လိုမျိုးတော့ပြောတတ်တယ်ဒါပေမဲ့ဒီအဖြေရအောင်ဘယ်လိုတွက်ထားတယ်လဲဆိုတော့မသိဘူးဆိုရင်ဒါအတိတ်ပဲမရှိဘူးဘာအတိတ်ပဲဘာကိုပြောချင်တာလဲ margin ဆိုဘာကိုပြောချင်တာလဲ markup ဘာကိုပြောချင်ဆိုတော့သိမှာမဟုတ်ဘူးတွက်တာတော့အင်မတန်လွယ်တယ်ဒါပေမဲ့တွက်ထားလို့အဖြေထွက်လာတဲ့အဖြေအတိတ်ပဲပြင်ဘယ်လိုတွက်တယ်လဲဆိုတဲ့ဟာလေးတွေကောင်းနားလည်ဖို့လိုတယ်အဲဆို gross profit ကို sales revenue နဲ့စား100နဲ့မြောက်အဲဆိုတော့ဒီနေ့မှာ1500ဖိုးရောင်းထားတယ်ပြီးရင် gross profit က300ရတယ်ဒါဆိုရင်100မှာဘယ်လောက်လဲအဲဆို1500ဖိုးရောင်းတဲ့ချိန်မှာ300ဖိုး gross profit ရတယ်100မှာဘယ်လောက်လဲဆိုပြီးမှရှာတယ်အဲဆိုတော့ဖြေက20ရတယ်ဆိုရင်100ဖိုးရောင်းရင်gross profit 20ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပြီ100ဘူးရောင်းရင် gross profit 20ဒါမှမဟုတ် gross profit 25ရမယ်အဲ့လိုမျိုးဖြစ်သွားမယ်အဲ့ဆို100ပေါ်မှာခြေခံသွားတာဖြစ်တယ်အဲ့ဆိုတော့တွေ့တဲ့အခါမှာ company ရဲ့တစ်နှစ်ပတ်လုံးရောင်းရငွေပြီးရင်ဒီကုန်လုံးထွက်လာတဲ့ gross profit အဲ့ဆိုတော့ gross profit ကိုဒီရောင်းရငွေနဲ့စားအဲ့ဆိုတော့100ပေါ်မှာခြေခံဆိုတော့100နဲ့မြောက်တယ်အဲ့ဆိုတော့ percentage နဲ့ထွက်လာမယ်ထွက်လာတဲ့ percentage ကတော့100ပေါ်မှာခြေခံထားတာဖြစ်တယ်ဒါကြောင့်ထွက်လာတဲ့ percentage က25ထွက်ရင်100ဘူးရောင်းရင် gross profit 25ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပြီ Now gross profit as a percentage of cost of sale gross profit နဲ့ cost of sale နဲ့ခြုံချတာဖြစ်တယ်ဒါကို markup percent လို့လည်းခေါ်တယ်အဲ့ဆို markup percent ဆိုတော့ဒီဘာနဲ့စားလဲဆို gross profit ကိုဒီ cost of sale နဲ့စားတယ်100နဲ့မြောက်တယ်အဲ့ဆို cost of sale ဆိုတာကရောင်းတဲ့ကုန်ပစ္စည်းအရင်ဖြစ်တယ်အဲ့ဒါကုန်ရင်းလို့ပြောလို့ရတယ်အဲ့ဆိုကုန်ပစ္စည်းအရင်က300ဆိုပါစို့ကုန်ပစ္စည်းအရင်က300ဖြစ်တယ်ဒါအောက်မှာထားမယ်ပြီးရင်အရင်300မှာရတဲ့အမြတ်က gross profit က300ဆိုပါစို့ဒါဆိုရင် cost of sale 300မှာ gross profit 300ဖြစ်တယ်ဒါဆိုအချို့လိုချင်ဆို100မှာဘယ်လောက်လဲဒါကိုရှာတာဖြစ်တယ်ဒါဆို cost of sale 300မှာ gross profit 200ရတယ်ဒါဆို100မှာဘယ်လောက်လဲရတဲ့ချိန်မှာ25ရတယ်ဆိုရင်ကုန်ပစ္စည်း100ဘူးရင်းတဲ့အခါမှာ gross profit အလောက်ပြန်ရနိုင်တယ်ဆိုတဲ့ပဲဖြစ်သွားပြီအဲကြောင့် formula ကိုကောင်းနားလည်တယ်ဆိုရင်လုံးဝဆင်ပြေသူ
ဆိုတော့ပေါ်ဟာလေးတွေကကောင်းကောင်းပြောပြီးသားဆိုအောက်ကဟာလေးတိတ်မပြောတော့ဘူးမြင်မြန်လေးပြောသွားမယ်ဆိုတော့ net profit as a percentage of sales revenue ဆိုတော့ net profit နဲ့ sales revenue နဲ့ခြူချတယ်ဆိုတော့ net profit ကိုဒီ sales revenue နဲ့စား100နဲ့မြောက်ဒါဆိုရင်အတိတ်က sales ကအောက်မှာထားတယ်ဆိုတော့ကျွန်တော်ဒါဥမာ3500ဖို့ရောင်းတဲ့ချိန်မှာ net profit 3100ရတယ်ဆိုပါစို့အဲဆို company အနေနဲ့3500ဖို့ရောင်းတဲ့အခါမှာ net profit 3100ရှာနိုင်တယ်အဲဆိုရင်3100ဖို့တာရောင်းရငွေရခဲ့မယ်ဆိုရင် net profit ဘယ်လောက်ရမလဲတော့တွက်တာအဲဆိုတော့အဖြေက10လောက်ထွက်တယ်ဆိုရင်3100ဖို့ရောင်းတဲ့ချိန်မှာ100ဘူးရောင်းတဲ့အချိန်မှာပေါ့အဲဆို100ဘူးရောင်းတဲ့အချိန်မှာ net profit 10ပြန်ရှာနိုင်တယ်အဲ့လိုမျိုးဖြစ်သွားမှာဖြစ်တယ်အဲဆိုရင် company ရဲ့ရောင်းရငွေအောက်မှာထားတယ်ဒီလောက်ရောင်းတဲ့အချိန်မှာရတဲ့အမြတ်ကိုအပေါ်မှာထားမယ်ပြီးသွားပြီဆိုတော့100နဲ့မြောက်တယ်ထွက်လာတဲ့အဖြေက percentage ဖြစ်သွားမယ်ဒါဆိုဒီ percentage က100ပေါ်မှာခြေခံတာဖြစ်တော့100ဘူးရောင်းရင် net profit ဘယ်လောက်ရမယ်ဆိုတာထွက်လာမှာ20ရရင်100ဘူးရောင်းရင် net profit 20ရမယ်ဆိုတော့ဒီပဲဖြစ်သွားပြီဒါကအမြတ်ရနိုင်စွမ်းအချိုးဒါမှမဟုတ် performance ratio တွေဖြစ်တယ်အဲဆိုဖတ်တဲ့ချိန်မှာ profitability ratio return on capital employed net profit by capital employed to 100% ROC for limited company net profit before interest by share capital plus reserve plus long term liabilities or total capital employed to 100% gross profit as a percentage of sales revenue margin percent gross profit by sales revenue into 100% gross profit as a percentage of cost of sales markup percent gross profit by cost of sales into 100% net profit as a percentage of sales revenue net profit by sales revenue into 100% ဒီလိုမျိုးဖတ်ပေးမယ် now liquidity to working capital ratio ဒါငွေဖြစ်လွယ်တာမဟုတ်လဲငွေရန်ချိုးဖြစ်တယ်ပထမဆုံး current or working capital ratio တော့ပေါ်မှာရေးမယ်သူကလဲငွေရန်အချိုးဖြစ်တယ်လဲငွေရန်အချိုးဒါဆိုလဲငွေရန်အချိုးဆိုတာကတော့လဲဆိုတာလဲပတ်တာဒါဆိုလုပ်ငန်းမှာလဲပတ်ရမယ့်ငွေကြေးတွေအလုံးအလောက်ရှိမရှိသိအောင်ဒါတွက်ပေးတဲ့အချိုးဖြစ်တယ်ဒါဆိုဒီ current or working capital ratio ဆိုတာကလုပ်ငန်းမှာလဲပတ်ရမယ့်ငွေကြေးတွေအလုံးအလောက်ရှိမရှိသိအောင်တနည်းအားဖြင့်လုပ်ငန်းမှာလဲပတ်ရမယ့်ငွေကြေးအလုံးအလောက်ရှိမရှိတိုင်းတာပေးတဲ့အချိုးဖြစ်တယ်ဒါဆိုတော့ဒီ current or working capital ratio လို့ချင်တဲ့ formula ကလွယ်လွယ်လေးဖြစ်တယ် current asset ကိုဒီ current liabilities နဲ့စားတယ်ဒါဆို current အချင်းချင်းရှင်းတာမလို့တော့ current asset အတာ current ratio လို့လည်းခေါ်တာဖြစ်တယ်ဒီကတော့ working capital ratio ဖြစ်တယ်ဒါ current asset ကိုဒီ current liabilities နဲ့စားတာမလို့ current ratio လို့ခေါ်တယ်ဒါဆိုအဖြေကရတဲ့အဖြေ current asset ကိုဒီ current liabilities နဲ့စားလို့ရတဲ့အဖြေကရှိမှလာမယ်ပြီးနောက်မှာ is to 1ဆိုတာအမြဲတမ်းလာမှာဖြစ်တယ်ဒါဆို current asset တွေကတော့ဒါအများရှိတယ်အားလုံးပေါင်းမယ် current liabilities က4မျိုးလောက်ရှိတယ်အားလုံးပေါင်းမယ် current asset အားလုံးပေါင်းကို current liabilities အားလုံးပေါင်းနဲ့စားမယ်ရတဲ့ဖြတ်ရှိမှလာမယ်ဥပမာ2လောက်ထွက်တယ်ဆိုပါ2.3လောက်ထွက်တယ်ပြီးနောက်မှာ is to 1ဆိုပြီးမှဒါလာမယ်အဲဒီ ratio ကိုဖတ်တဲ့အချိန်မှာ is to ဆိုမှဖတ်မယ်ဒါဆို 2.3 is to 1ဒါလိုမျိုးနဲ့ဖတ်မယ်ဒါဆိုတော့သဘောပါလဲဆိုတော့ 2.3 ဆိုတာကဒါ current asset ရဲ့အချိုးဖြစ်တယ်ပြီးရင်1ဆိုတာကတော့ဒါ current liabilities ရဲ့အချိုးဖြစ်တယ်ဒါဆိုရင်သဘောက current asset 2.3 ဖြစ်တဲ့အချိန်မှာပေါ့ current liabilities က1ဖြစ်တယ်ဒါဆို current asset ဆိုတာကပိုင်ဆိုင်မှု 2.3 ဖြစ်တယ်ပေးရမယ့်တာဝန်က1ဖြစ်တယ်ဒါဆိုဒီပိုင်ဆိုင်မှုနဲ့ပေးရမယ့်အကျွေးပေးနိုင်လားဆိုတော့ပေးနိုင်တယ်ဒါကြောင့်လုပ်ငန်းကကောင်းကောင်းလည်းပတ်နိုင်သေးတယ်တကယ်လို့ current asset က1ပဲ current liabilities က1အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာ तू ကပိုင်ဆိုင်မှုနဲ့ပေးရမယ့်အကျွေးပေးနိုင်တယ်ဒါပေမဲ့လုပ်ငန်းမှာဘာပိုင်ဆိုင်မှုရေတိုပိုင်ဆိုင်မှုမရှိတော့ဘူးဆိုတော့လုပ်ငန်းမှာလည်းပတ်ဖို့ခက်ခဲသွားမယ်အဲ့လိုမျိုးတွေရှိတယ်အကြောင်းလုပ်ငန်းကရေရှိကောင်းကောင်းလည်းပတ်နိုင်နောက်နှစ်မှာပေါ့အဓိကဒီနေ့ပြီးသွားပြီနောက်နှစ်မှာလည်းပတ်နိုင်ဆက်ပြီးမှကောင်းကောင်းလည်းပတ်နိုင်လည်းပတ်နိုင်ဆိုတော့တိချင်တဲ့အချိန်မှာဒီ current or working capital ratio ကိုကြည့်ရတယ်ဒါပေမဲ့တခုရှိတယ်ဒီနေရာမှာ5လောက်ဖြစ်သွားတယ် current asset အချိုးက5ဖြစ်သွားတယ် is to 1 current liabilities က1ဖြစ်သွားတယ်ဒါဆိုဒီချိန်မှာပိုင်ဆိုင်မှုက5 liabilities က1ဒါဆိုပေးလိုက်တယ်ဆိုတော့ပိုင်ဆိုင်မှုက4လောက်ကျန်တယ်ဒါပေမဲ့ဒီအခြေအနေကြတော့လည်းမကောင်းပြန်ဘူးဘာကြောင့်လဲဆိုတော့ပိုင်ဆိုင်မှုအများများသွားတယ်ဆိုတော့ပိုင်ဆိုင်မှုတွေဆိုတော့ရှိရမယ်ဒါပေမဲ့ထိုက်တဲ့ဟာထက်ပိုရှိလို့မရဘူးအခုကျွန်တော်တို့ကြားဖို့လိုက်မယ်ပိုက်ဆံတွေဆိုတာကကျွန်တော်တို့တကယ်ချမ်းသာတဲ့သူတွေလက်ထဲမှာဆိုပိုက်ဆံကဘယ်လောက်မှမရှိဘူးဥပမာတော့တကယ်ချမ်းသာတဲ့ကဘာကျော်ဘီလီယံနာတွေအဲ့လိုမျိုးတွေရဲ့အိမ်ကိုတွားပြီးမှတပြတိုက်မယ်ဆိုရင်သူကအိမ်မှာကပိုက်ဆံလည်းရှိမှာမဟုတ်ဘူးတကယ်လည်းဆိုအခုလက်ရှိအချမ်းသာဆုံးလို့ပြောနေတဲ့ Elon Musk ဆိုရင်
तू ကဘီလီယံဘယ်လောက်ချမ်းသာတယ်ဆိုတာပြောနေတယ်ဒါပေမဲ့ तू အိမ်ကိုသွားပြီးမှဓမြတိုက်ကြည့်မယ်ဆိုရင် तू မှာဘာမှပိုင်ဆိုင်မှုအဲ့လောက်ရှိမှာမဟုတ်ဘူးအခုဘာဖြစ်လို့ तू ကဘီလီယံဘယ်လောက်ပိုင်တယ်လို့သာပြောပြီးမှ तू အိမ်မှာအဲ့လောက်မရှိတာလဲပေါ့မရှိဘူးတော့မဟုတ်ဘူးဒါအဲ့လောက်မရှိဘူးပိုင်ဆိုင်တဲ့မြအကုန်လုံးကို तू ကဘာလုပ်ထားဆိုတော့ investment လုပ်ထားတာဖြစ်တယ် share အနေနဲ့ပဲတင်ထားတာဖြစ်တယ်ဒါကြောင့် तू အိမ်ကိုဓမြတိုက်သွားလဲ तू ကမွဲသွားမှာမဟုတ်ဘူး तू အိမ်ပြကျသွားလဲ तू ကဘာမှမဖြစ်ဘူးအဲ့လိုမျိုးဖြစ်တယ် तू အိမ်မှာက तू ကသူ့အိတ်ကထဲမှာဆိုရင်လည်းသူ့ကိုဓမြတိုက်မယ်ဆိုတော့သူ့အိတ်ကထဲမှာပတ်စံအလောက်မရှိဘူးအဲဒါဆိုတော့တကယ်ချမ်းသာတဲ့သူတွေဆိုတာပိုင်ဆိုင်မှုအလောက်မရှိဘူးပိုင်ဆိုင်မှုအလောက်မရှိဘူးဆိုတော့သူ့လက်ထဲမှာပြောတာဖြစ်တယ်သူ့ရဲ့ပိုင်ဆိုင်မှုကအကုန်လုံးကသူများတွေစီမှာပဲ investment လုပ်ထားရတယ်ဖြစ်တယ်ဒါပေမဲ့ဒီ investment လုပ်ထားတဲ့ဟာတွေကိုလည်းသူအကုန်လုံးကို asset အနေနဲ့ပဲထည့်တွက်ထားဖြစ်တယ်ဒါကြောင့်သူ့မှာ cash တွေအလောက်မရှိဘူးဘာမှလည်းငွေအလောက်အထားမှာမဟုတ်ဘူးသူကလိုအပ်မှပဲပြန် share တွေပြန်ရောင်းသူကငွေလိုတယ်ဆိုတော့ဒီ share တွေပြန်ရောင်းဒီ share ရောင်းလို့ရတဲ့ငွေကိုပဲပြန်တော့အဲ့လိုမျိုးတွေဖြစ်တယ်အဲကြောင့်ပြောချင်တာကငွေကိုဒီတိုင်းတင်ထားတယ်ဆိုတာကဒါတာမန်လူတွေဖြစ်တယ်ငွေကိုဒီတိုင်းတင်ထားတယ်ဥပမာတော့300ရှိတယ်ကို့မှာ300ရှိတယ်ဒီ300ကို300တိုင်းထားရင်နောက်9နှစ်အကြာမှာ300ကိုကို300ရှိတယ်ဒီ300ကိုဒီအတိုင်းထားမယ်ဆိုနောက်9နှစ်အကြာမှာလဲ300ပဲဖြစ်တယ်ဒီတိုင်းကြည့်တယ်ဆိုတော့တူးလည်းမတူဘူးရော့လည်းမရော့ဘူးဒါပေမဲ့ inflection ဆိုတဲ့ဟာကြားဖို့လိမ့်မယ်ငွေကြေးဖောင်းပွားမှုငွေကြေးဖောင်းပွားမှုနှုန်းနဲ့ inflection rate နဲ့တွက်ကြည့်တယ်ဆိုတော့ဒါကတန်မှုရော့သွားတာဖြစ်တယ်ဘာကြောင့်ဆိုတော့အရင်တော့300ကနောင်9နှစ်ကြာရင်300နဲ့မညီမျှတော့ဘူးဒါကငွေကြေးဖောင်းပွားမှုကြောင့်ဖြစ်တယ်ခုအရင်တော့300နဲ့ဆိုရင်ကားကောင်းကောင်းဝယ်လို့ရတယ်ဒါပေမဲ့လက်ရှိချိန်မှာ300နဲ့ဆိုရင်ဆိုင်ကယ်ကောင်းကောင်းတစ်စီးတောင်မှဒါဝယ်လို့မရတော့ဘူးတကယ်ဆိုင်ကယ်ကောင်းနေဆိုတော့300ကျော်နေပြီဖြစ်တယ်အဲ့လိုမျိုးတွေဖြစ်တယ်အဲကြောင့်ပြောချင်တာကပိုက်ဆံဆိုတာကဒီတိုက်ထားရင်ငွေကြေးဖောင်းပွားမှုကိုမရှင်းနိုင်ဘူးဘာမှထားလဲတော့အတူနှုံကငွေကြေးဖောင်းပွားမှုကိုမရှင်းနိုင်ဘူးဒါကြောင့်ငွေဆိုတာကဘာဖြစ်နေမှာဆိုတော့လဲပတ်နေရမှာဖြစ်တယ်ဒါမှငွေကြေးဖောင်းပွားမှုလည်းတက်တာသွားမှာဖြစ်တယ်ဒါကြောင့်ဒီ current asset အများများသွားတယ်ဆိုတာကငွေကိုမလဲပတ်ခိုင်းဘူး current asset ဆိုတဲ့ထဲမှာငွေတွေဘာမှထားတဲ့ဟာတွေပြီးရင်ကျွန်တော်တို့ debt တွေအဲ့လိုမျိုးတွေပါတာဖြစ်တယ်ဒါကြောင့်ဒီ current asset များလို့တယ်ဆိုတဲ့အထဲမှာ file လောက်ဖြစ်တဲ့အချိန်မှာသူငွေတွေမလဲပတ်ခိုင်းပဲတဲ့ဒီအတိုင်းပဲရတဲ့အကျိုးအမြတ်တွေအကုန်လုံးဒီတိုင်းပဲပြန်ပြီးမှ investment မလုပ်တော့ဘဲနဲ့ဒီအတိုင်းတိတ်ထားတာအဲဆိုဒီအတိုင်းတိတ်ထားရင်နောက်မှလည်းဒီပမာဏပဲဖြစ်တယ်ဒါပေမဲ့ inflation rate နဲ့ကြည့်ရင်ဒါတဘူးလျှော့သွားတာဖြစ်တယ်ဒါကြောင့်ဒါမကောင်းဘူးဒါကြောင့် current asset များလို့တာမကောင်းဘူးဆိုတာကဒါတွေကြောင့်လည်းပါတယ်ပြီးရင် current asset ဆိုတဲ့ထဲမှာဘာတွေပါသေးလဲဆိုတော့ inventory ဆိုတာပါသေးတယ်ကုန်လက်ကျန်ဆိုင်နေမှာကုန်လက်ကျန်မရှိအဲ့တော့ရှိတာကောင်းလားမကောင်းဘူးလဲဆိုတော့ရှိကောင်းတယ်ဒါပေမဲ့အလွန်အကျွံရှိတာမကောင်းဘူးဒါကြောင့် current asset များလို့နေဆိုတာကကျွန်တော်တို့ cash တွေအများများသွားတာလည်းဖြစ်နိုင်တယ်လို့ inventory အများများသွားတာလည်းဖြစ်နိုင်တယ် inventory အများများသွားခဲ့မယ်ဆိုရင်ဒီလုပ်ငန်းကရောင်းအားနေတာလားဒါမှမဟုတ်အလွန်ကြုံဝယ်ထားတာလားအဲ့လိုမျိုးတွေဖြစ်တယ်ဒါကြောင့် inventory များလို့နေဆိုတော့နောက်မှာကျွန်တော်တို့ဒီမှာတဘာဝပေးရတဲ့မေးလောင်တာဖြစ်ရေကြီးတာဖြစ်တဘာဝပေးရတဲ့တခုခုအပြင်ကျွန်တော်တို့မီးလောင်တာကျွန်တော်တို့ကြွက်ကြိုက်တာအဲ့လိုမျိုးတွေကြောင့်ကျွန်တော်ပြီးရင်ဒိတ်လွန်သွားတာဒိတ်ကုန်သွားတာအဲ့လိုမျိုးတွေရှိနိုင်တယ်ဒါကြောင့်ခုမှ risk များတယ်ဒါကြောင့် inventory ကကိုထိန်းချုပ်နိုင်တဲ့လောက်ပဲရှိမယ်ဒါပေမဲ့အလွန်အကျွံရှိတယ်ဆိုမကောင်းဘူးဒါကြောင့် current asset များလို့နေဆိုတဲ့အထက်မှာ cash များလို့တာ inventory များလို့တာအဲ့လိုမျိုးတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ current asset မှာဆိုကျွန်တော်တို့အများများလို့တာလည်းမကောင်းဘူးဒီတိုင်းကြည့်တယ်ဆိုတော့များတာကောင်းတယ်လို့ဖြစ်တယ်ဒါပေမဲ့အလွန်ကျွံများတယ်ဆိုကျွန်တော်တို့ cash များလို့တာ cash များလို့ဆိုတော့ investment မလုပ်တော့ဘဲနဲ့တိတ်ထားတဲ့ cash တွေရများတော့တာဖြစ်နိုင်တယ် inventory ဆိုရင်လည်းကျွန်တော်တို့အလွန်ကျွံကုန်လက်ကျန်တွေတိတ်ထားတာဖြစ်နိုင်တယ်ဒါမှမဟုတ်ရောင်းအားနေတာဖြစ်သွားနိုင်တယ်အဲ့လိုမျိုးတွေကြောင့် current asset များလို့တာလည်းမကောင်းဘူးနေတာလည်းမကောင်းဘူးဒါဆိုတော့ तू က standard ratio ဆိုပြီးမှသတ်မှတ်ထားတာရှိတယ်ဆိုတော့ standard ratio 2:1ဒါဘယ်မှာမှထားမှာဆိုတော့ ဒီနောက်လေးမှာဒီနားလေးမှာမှထားမယ်သူ့ရဲ့နောက်လေးမှာဒီနားလေးမှာမှထားပေးမယ်ဒါဆို current ratio အတွက်ဒါ standard စံသတ်မှတ်ထားတဲ့ချိုးဒါဆိုဒီဟာဖြစ်ကိုဖြစ်မယ်ဆိုတော့မဟုတ်ဘဲနဲ့ဒီပမာဏဝန်းကျင်ဖြစ်တယ်ဆိုပိုကောင်းတယ်ဆိုတော့ဒီပဲဖြစ်တယ်ဒါဆို 2:1ဒါ standard ratio သတ်မှတ်ထားတာဖြစ်တယ်ဒါဆိုတော့ညာလွန်တာလည်းမကောင်းဘူးနယ်လွန်တာလည်းမကောင်းဘူး 2:1ပိုင်ဆိုင်မှု2current liabilities က1အဲ့လိုမျိုးဖြစ်တာအတင်တော်ဆုံးသတ်မှတ်ထားတဲ့သဘောဖြစ်တယ်ဒါဆိုဒီနာဝန်းကျင်မှာရှိတာအကောင်းဆုံးပေါ့နောက် liquidity assets ratio တော့အပေါ်မှာရေးမယ်ငွေဖြစ်လွယ်ချိုး
ငွေဖြစ်လွယ်ချိုးတွက်တဲ့အချိန်မှာတော့ current asset ထဲကနေ stock ကိုနှုတ်တယ် stock ရဲ့ဘေးမှာမြင်ဆောင်လေးခံပြီးမှ inventory လို့ရေးမယ်ကုန်လက်ကျန်အတူတူပဲဒါဆို current asset ထဲကနေကုန်လက်ကျန်ကိုဖယ်တယ်ဘာကြောင့်လဲဆိုတော့ငွေဖြစ်လွယ်ချိုးတွက်တဲ့အချိန်မှာ inventory ကုန်လက်ကျန်ဆိုငွေမဖြစ်လွယ်ဘူးဥပမာကစိုက်ဖွဲ့ထားတယ်အင်ဂျီတွေရောင်းတယ်ဒါဆိုစိုက်မရောင်းတော့ဘူးစိုက်ခန်းပိတ်သိမ်းတော့မယ်ဆိုဒီအထည်တွေကိုတရက်နဲ့ရက်တွဲမှာငွေဖြစ်ဖို့ဆိုတာမလွယ်ဘူးဒါကြောင့် current asset တွက်တဲ့အချိန်မှာငွေမဖြစ်လွယ်တဲ့ကုန်လက်ကျန်ကိုဖယ်တယ်အဲကြောင့်ဆိုတော့ကုန်လက်ကျန်ကလွယ်လွယ်ငွေမဖြစ်လို့ဖြစ်တယ်ငွေမဖြစ်လွယ်လို့ဖြစ်တယ်အဲဆို current asset ထဲကနေကုန်လက်ကျန်ကိုဖယ် current liabilities နဲ့စားတယ်အဲဆို PR is to 1နဲ့ထွက်မယ်အဲဆိုရတဲ့ PR ရှိမှလာမယ်နောက်မှာ is to 1က automatic လိုက်လာမယ်ဖြစ်တယ်ကဲဒါက working or current ratio ဒါတော့အဓိကဖြစ်တော့လုပ်ငန်းကချက်ချင်းလက်ငင်းအကျွေးဆက်ရမယ့်အနေထားဆိုရင်ချက်ချင်းလက်ငင်းငွေမဖြစ်နိုင်တဲ့ stock ကိုဖယ်တာတော့မှအကျွေးဆက်နိုင်လားမဆက်နိုင်ဘူးလားဆိုတော့တိအောင်သူကတွေ့ရတဲ့ချိုးဖြစ်တယ်ပြီးနောက်ဆုံး asset utilization asset utilization ဆိုတာကတော့ဒီလုပ်ငန်းအနေနဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုကောင်းကောင်းသုံးချနိုင်လားမချနိုင်ဘူးလားဆိုတာကျွန်တော်တို့ကတိအောင်တိုင်းတာပေးတဲ့ချိုးဖြစ်တယ်အဲဆို inventory turnover rate ကုန်စည်လည်းပတ်နှုန်း in terms ဆိုတာအချိန်နဲ့တွက်တာအချိန်မို့အချိန်ပဲတစ်ချိန်တစ်ချိန်နှစ်ချိန်သုံးချိန်အဲ့လိုမျိုးတွက်တာဖြစ်တယ်အဲဆိုကုန်စည်လည်းပတ်နှုန်းကုန်စည်ကကောင်းကောင်းလည်းပတ်နိုင်လားမြန်မြန်နဲ့လည်းပတ်နိုင်လားပေါ့ကုန်စည်လည်းပတ်နှုန်းဆိုတာကဝယ်တယ်ပြီးရင်ပြာကိုပြန်ရောင်းထွက်မယ်ဝင်တယ်ပြန်ရောင်းထွက်မယ်ဒါဆိုကုန်စည်လည်းပတ်နှုန်းမှာမြန်လားနီးလားအဲ့လိုမျိုးတွေကိုကျွန်တော်တို့ပြီးအောင်တွေ့ရတဲ့ချိုးဖြစ်တယ်ဒါဆိုတကယ်ဆိုင်ကြီးတွေဆိုကုန်စည်လည်းပတ်နှုန်းမြန်တယ်ဆိုင်သေးတွေဆိုကုန်စည်လည်းပတ်နှုန်းပိုနေတယ်ဘာကြောင့်ဆိုတော့ customer ကွာတဲ့အတွက်ကြောင့်ဖြစ်တယ်ပြီးရင်ဆိုင်သေးဆိုင်ကြီးနည်းနည်းကွာတယ်ဆိုပေမဲ့သူကတချို့ဆိုင်သေးလေးဆိုပေမဲ့လည်းကုန်စည်လည်းပတ်နှုန်းတော်တော်မြန်တဲ့ဆိုင်လေးတွေလည်းရှိပါတယ်အဲ့လိုမျိုးရှိတယ် customer service ပုံမူတင်ပေးမှာသူက customer များတာနေတာကွာသေးတယ်ကဲဒါဆိုတော့ကုန်စည်လည်းပတ်နှုန်း in terms နဲ့တွက်မယ်ဆို cost of sale ကိုဒီ average inventory နဲ့စာပြီးရင်အဖြစ်က terms နဲ့တွက်မယ်ပြီးရင် cost of sale ကတော့ကျွန်တော်တို့ဓာတ်ရိုက်ပေးထားတာများတယ်ဒါပေမဲ့ average inventory ရှာရမယ် average inventory ဘယ်လိုရှာမှာလဲဆိုရင်ဆိုတော့ average inventory ကဒီပုံစံနဲ့ရှာရမယ်ဘယ်လိုရှာမလဲဆိုတော့ opening inventory plus closing inventory by 2အဲဆိုဘာကြောင့်ဆိုပြန်ပြဆိုတာကသူကစုစုပေါင်းကိုတည်းအရေအတွက်နဲ့စားတာဖြစ်တယ် inventory နှမျိုးရှိတယ် opening inventory နဲ့ closing inventory စမှနှမျိုးရှိတယ်နှမျိုးပေါင်းလုံးအနေနဲ့စားတယ်တကယ်လို့အခုမှလုပ်ငန်းစားတယ်ဆိုတော့ဒီ opening inventory မရှိသေးဘူး opening inventory မရှိသေးတဲ့အချိန်မှာ closing inventory by 1ဆိုတာဖြစ်သွားမယ်နှမျိုးပေါင်းလို့နှမျိုးလုံး opening ကော closing ကောရှိတဲ့အချိန်မှာနှမျိုးပေါင်းနဲ့နှမျိုးပေါင်းလုံးအနေနဲ့စားတယ် opening inventory မရှိသေးတဲ့အချိန်မှာနှမျိုးပေါင်းစားမလို့ဘူး closing inventory တစ်မျိုးတည်းဖြစ်တဲ့ကြောင့်သူက2ဆိုပုံသေးမဟုတ်ဘူးနှမျိုးပေါင်းလုံးအနေနဲ့စားတာတစ်မျိုးတည်းဆိုရင်1နဲ့စားမယ်ဒါပဲဒါကြောင့်1နဲ့စားဆိုဘာမှနဲ့မစားတာနဲ့တူတူပဲဒါကြောင့် closing inventory နဲ့ average နဲ့တူတူပဲဖြစ်သွားမယ်အချိန်မှာဒါဆိုတော့ opening ကော closing ကောရှိရင်နှမျိုးပေါင်းအနေနဲ့စားတယ် closing တစ်မျိုးတည်းရှိရင်ရှာစားမလို့ဘူး average နဲ့ closing နဲ့အတူတူပဲဒါသိရမယ်ဒါ average inventory ရှာမဲ့ပုံစံဖြစ်တယ်เนาะ inventory turnover rate ကုန်စည်လည်းပတ်နှုန်းခုနပြောထားဖို့မေးသွားတဲ့ကုန်စည်လည်းပတ်နှုန်းအပေါ်မှာရေးထားကုန်စည်လည်းပတ်နှုန်းကုန်စည်လည်းပတ်နှုန်းကိုအချိန်နဲ့တွက်တာပြီးတော့ဆို index ရက်နဲ့တွက်မယ်ဘယ်နှစ်ရက်တစ်ချိန်ကုန်စည်လည်းပတ်နှုန်းအဲ့လိုမျိုးကုန်စည်လည်းပတ်နှုန်းကိုရက်နဲ့တွက်တယ်အဲ့ဆိုရက်နဲ့တွက်တယ်ဆိုရင်ဘယ်နှစ်ရက်တစ်ချိန်ကုန်ပစ္စည်းဝယ်ရလဲပေါ့အဲ့လိုမျိုးကုန်စည်လည်းပတ်နှုန်းကို days နဲ့တွက်ချင်တယ်ဒါဆိုတော့ formula ပြောင်းပြန်လာတယ် average inventory by cost of sale ပြီးရင်ရက်နဲ့လိုချင်ဘလို့365နဲ့မြောက်ပေးတယ်တကယ်လို့အပတ်နဲ့လိုချင်ဆိုတော့တစ်နှစ်မှာ50နှစ်ရှိတာ50နှစ်နဲ့မြောက်ပေးမယ်တကယ်လို့လနဲ့လိုချင်တယ်ဆိုရင်ကျွန်တော်တို့7နှစ်နဲ့မြောက်မယ်ဒါဆိုတော့7နှစ်နဲ့မြောက်ရင်အဖြေက month နဲ့ထွက်မယ်50နှစ်နဲ့မြောက်ရင် weekend နဲ့ထွက်မယ်ပြီးရင်365နဲ့မြောက်ရင် days နဲ့ထွက်မယ်ကဲ now receivable collection period receivable collection period ရပေါ်မှာရေးထားမယ်အကျွေးရောင်းပြီးဘယ်နှရက်ကြာမှာအကျွေးပြန်ရတယ်လဲဒါရေးထားမယ်အကျွေးရောင်းပြီးဘယ်နှရက်ကြာမှာအကျွေးပြန်ရတယ်လဲဒါဆိုတော့ကိုလုပ်ငန်းက customer ဆိုအကျွေးနဲ့ရောင်းတယ်ဒီရောင်းထားတဲ့အကျွေးကိုဘယ်နှရက်ကြာမှာပြန်ရလဲဒါအတွက်ချင်တာဖြစ်တယ်ဒါဆို receivable collection period လို့ချင်တယ်ဆိုတော့ receivable by credit sale into 365 days equal days ဒါဆိုတော့ receivable ကိုဒီ credit sale နဲ့စာ365နဲ့မြောက်အဖြေ days နဲ့ထွက်မယ်လနဲ့လို့ချင်တယ်7နှစ်နဲ့မြောက်ဒါဆိုတော့လနဲ့ထွက်မယ် now payable settlement period အပေါ်မှာရေးမယ်အကျွေးဝယ်ပြီးဘယ်နှရက်အကြာမှာအကျွေးပြန်ဆက်ရမလဲအကျွေးဝယ်ပြီးဘယ်နှရက်အကြာမှာအကျွေးပြန်ဆက်ရမလဲဒါဆိုကိုက supplier ထံကနေအကျွေးနဲ့ဝယ်တယ်ဝယ်ထားတဲ့အကျွေးကိုဘယ်နှရက်အကြာမှာပြန်ဆက်ရမလဲတော့တွက်တာဖြစ်တယ်ဒါဆိုအကျွေးဝယ်ပြီးဘယ်နှရက်အကြာမှာအကျွေးပြန်ဆက်ရမလဲတော့တွက်ချင်တယ်ဆိုတော့ payable ကိုဒီ credit purchase နဲ့စာ
ဒါဆို trade receivable လို့လည်းသုံးတယ် trade payable လို့လည်းသုံးတယ်ဒါဆိုရှိမှာ trade ထည့်ချင်လည်းရတယ်ဆို receivable သုံးတဲ့အခါမှာလည်းအတူတူပဲ trade receivable သုံးရင်လည်းအတူတူပဲ payable သုံးရင်လည်းအတူတူပဲ trade payable သုံးရင်လည်းအတူတူပဲဒါသိရမယ်ဒါဆို payable by credit purchase into 365 days equal days ပြီးရင် sell to capital employee ဒါဆို sell နဲ့ capital နဲ့ချုပ်ချတယ်အချိန်မှာတော့ sell ကိုတည် capital နဲ့စားတရားနဲ့မြောက်တယ်ဒါဆိုတော့လုပ်ငန်းရဲ့ capital အောက်မှာထားမယ်ဒါဆိုတော့ဒီလုပ်ငန်းမှာ capital က3500ပြီးရောင်းရငွေရ300ဒါဆိုတော့ capital 3500မှာရောင်းရငွေရ300ဖြစ်တယ်ဒါဆို100မှာဘယ်လောက်လဲဒါဆိုရှာလိုက်တယ်ဟိုမှာ40ရာခိုင်နှုန်းထွက်တယ်ဒါဆို40ရာခိုင်နှုန်းထွက်တယ်ဆိုရင်အတိတ်ပြဘာဖြစ်သွားမလဲဆိုတော့100ဖို့ရင်းနှီးမြှုပ်နှံရင်ရောင်းရငွေက40ရတယ်ဆိုတဲ့အတိတ်ပြဖြစ်တယ်ဒါဆို capital 100မှာ sell က40အဲ့လိုမျိုးဖြစ်သွားမယ်ဒါဆိုအောက်မှာ100ပါရင် percent ဖြစ်တယ်100မပါရင် terms နဲ့ထွက်မယ်ဒါဆိုဒီမှာ100နဲ့မြုပ်ထားရဖြစ်ရ percentage နဲ့ထွက်မယ်100မပါခဲ့အဖြစ် terms ဆိုပြီးမှထွက်လာမယ်ဒီမှာ ratio တွေဖြစ်တယ်ဒါဆို formula လေးတွေပြီးသွားပြီဒါဆိုဒီ formula လေးတွေကတော့အလွတ်ရဖို့အရေးကြီးတယ်ဒါကြောင့်အလွတ်ချက်ထားမယ်ချက်တဲ့အခါမှာလည်းသူကအလောက်မခက်ဘူးရှိမှပါပေးတာတွေကိုပဲကျွန်တော်တို့အချိုးပြန်ချလိုက်တာဖြစ်တယ်ဒါဆိုအောက်မှာ ratio တွေ့ရချင်းရွေချက်တွေပြောတယ်ဒါဆို ratio ချိုးမြတ်ကိုပဲချိန်တယ်ဘာကြောင့်တွေ့ရတနည်းတဲ့ဒါဆိုမိမိလုပ်ငန်းကြီးရွေထားတဲ့ပမာဏ percentage ကိုရတယ်မရတယ်ကိုတည်လို့တဲ့ချိန်ဘာကြောင့်ဆိုတော့အခုနောက်ပိုင်းလုပ်ငန်းတော်တော်မြတ်မြတ်ကဒီတိုင်း blind ကြည့်မလုပ်ကြဘူး target ဆိုတာရှိတယ်ဒါဆိုဥပမာတော့ ROC ဘယ်လောက်ရမယ်အဲ့လိုမျိုးတွေရှိပြီးသားဒါကြောင့်သူတို့ရဲ့ target ကိုရရလားမရဘူးလဲဆိုတော့တီးဖို့အတွက်ဒါတွေ့ရတယ်ဒါ target ရှိတယ်ဆိုတော့ဒီ target ရမရဒါအတွက်ကိုတွေ့ရမယ်ပေါ့ now ဒီလို target မထားခဲ့ရင်တောင်မှပေါ့နော် target မထားခဲ့တောင်မှနှစ်စဉ်မိမိရဲ့လုပ်ငန်းတိုးတက်မှုရှိမရှိတီးလို့တဲ့အချိန်ဒါဆိုအခုရဲ့လုပ်ငန်းကဒီတိုင်းနေထိုင်တဲ့တိုးတက်လားမတိုးတက်ဘူးလားဆိုတော့သူ့အလိုလိုတီးရတယ်ဆိုမဟုတ်ဘူးဒါဆိုတချို့တွေကကျတော့မနစ်ကအမြတ်ထက်ဒီနေ့အမြတ်ကပိုများဆိုတာလုပ်ငန်းတိုးတက်တယ်မနစ်ကအမြတ်ထက်ဒီနေ့အမြတ်ကနေသွားရင်တော့လုပ်ငန်းကမတိုးတက်ဘူးကျဆင်းတယ်အဲ့လိုမျိုးတွေပြောတယ်ဒါဟုတ်တယ်လို့ရှိတယ်ဒါပေမဲ့ 100% မမှန်ဘူးမှန်တယ်လို့နဲ့မားတယ်လုပ်ငန်းရှင်တော်တော်များများကမားနေတဲ့အရာဒါဖြစ်တယ်မနစ်ကအမြတ်ထက်ဒီနေ့မြတ်ပိုများတယ်ဟဲ့လုပ်ငန်းကအောင်မြင်လာတယ်မနစ်ကအမြတ်ထက်ဒီနေ့အမြတ်ကနေသွားတယ်လုပ်ငန်းကကျဆင်းတယ်ဟုတ်တယ်လို့ရှိတယ်မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့တုန်းကမြက်တယ်ဆိုတာကအမြက်ပိုများတယ်ဆိုတာကပူရောင်းလာလို့လည်းဖြစ်တယ်ပူရောင်းတယ်ဆိုမှတော့ဒါအမြက်ပိုများမှာပဲပြီးဒီနေ့မှာအမြက်နေတော့ဆိုတာကရောင်းရငွေနေတော့လို့ဖြစ်တယ်ရောင်းရငွေနေတော့အမြက်နေတာဒါလုပ်ငန်းကျဆင်းဖို့နဲ့မဆိုင်ဘူးဒါကြောင့်လုပ်ငန်းတိုးတက်လားမတိုးတက်ဘူးဆိုတာသိချင်တယ်ဆိုတော့အဓိကအချိုးကြည့်ရမယ်အချိုးဆိုတာက100မှာခြေခံထားဒါကြောင့်ပြီးခဲ့တဲ့နေ့ရဲ့အချိုးနဲ့ဒီနေ့ရဲ့အချိုးကိုကြည့်လိုက်အဲဆိုအပေါ်အတွက်ထားတဲ့အချိုးတွေပေါ့ဒါပြီးခဲ့တဲ့နေ့ရဲ့အချိုးနဲ့ဒီနေ့အချိုးဘာလို့ဆိုအချိုးဆိုတာ100ပေါ်မှာခြေခံထားတာအမြက်ကိုဒီတိုင်းကြည့်တယ်ဆိုမနစ်ကအမြက်နဲ့ဒီနေ့အမြက်ကဒီတိုင်းတိုင်းရှိတယ်ဆိုတော့မရဘူးဘာကြောင့်ဆိုတော့ရောင်းရငွေတွေ capital တွေမှမတူတာအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းတိုးတက်လားမတိုးတက်ဘူးလားဆိုတာကိုအမြက်တစ်ခုတည်းကြည့်ုံနဲ့မရဘူးဒီအမြက်တွေကိုအချိုးပြောင်းမယ်အချိုးပြောင်းဆိုတာ100ပေါ်မှာခြေခံပြီးမှတွေ့တယ်ဒါမှပဲကိုယ့်ရဲ့လုပ်ငန်းတိုးတက်မှုရှိမရှိဆိုတာသိနိုင်မယ်ပြီးမိမိလုပ်ငန်းနဲ့တခြားလုပ်ငန်းနိုင်ရှင်လို့တဲ့အချိန်ဒါဆိုကိုယ့်ရဲ့လုပ်ငန်းနဲ့ကိုယ့်ရဲ့တကယ်ချင်းလုပ်ငန်းနိုင်ရှင်လို့တယ်အဲ့လိုမျိုးဆိုရင်တော်တော်များများကအမြက်တစ်ခုတည်းနိုင်ရှင်လိုက်တာများတယ်ခုနပြောဒုတိယမှာပြောတဲ့အတိုင်းပဲဒါပေမဲ့ဒီအမြက်တစ်ခုနိုင်ရှင်တယ်ဆိုမရဘူးဘာကြောင့်လဲဆိုတော့ဥမာကိုကလှုပ်တာကုံစုံဆိုင်ဖြစ်တယ်ကိုတကယ်ချင်းလှုပ်တာက electronic အယောင်ဆိုင်ဖြစ်တယ်ဒါဆိုကုံစုံဆိုင်နဲ့ electronic အယောင်ဆိုင်ကလုံးဝရှင်လို့မရဘူးဘာကြောင့်ဆိုတော့အရင်ဆိုတာမတူဘူးကုံစုံဆိုင်မှာဆိုတော့100 200လောက်နဲ့ရင်းလို့ရတယ်ဒါပေမဲ့ electronic ဆိုင်မှာ तू က1000 2000လောက်ရင်းမှရမှာအရင်မတူဘူးဆိုတော့အမြတ်မတူဘူးအမြတ်မတူဘူးအရင်မတူလို့အရင်နဲ့လို့အမြတ်နဲ့သွားမှာအမောက်နဲ့ကြည့်ပြောတာအမောက်ကိုကြည့်မယ်ဆိုတော့အရင်နဲ့လို့အရင်အမောက်နဲ့လို့အမြတ်အမောက်လည်းနေတယ်ပြီးကုံစုံဆိုင်ကအရင်နဲ့လို့အမြတ်အမောက်နေတယ်ဆိုပေမဲ့တစ်ဖက်ကကျတော့ electronic ကတော့အရင်အမောက်များတဲ့အတိုင်းပဲရလာတဲ့အမြတ်ကလည်းအမောက်အနေနဲ့များမှာဒါပေမဲ့ဒီအမြတ်ပမာဏတစ်ခုနဲ့နိုင်ရှင်ပေးပါငါလောကတိန်း100ပြတ်တယ်ခမရလောကတိန်း1000တောင်ပြတ်တယ်ဟဲ့ခမရလောကတာနေပါတယ်ပြောလို့မရဘူးတာမတာသိချင်တယ်ဆိုရင်သူ့ရဲ့အရင်နဲ့သူ့ရဲ့ရောင်းရငွေကိုအချိုးချမယ်ပြီးရင်ကိုကလည်းကိုယ့်ရဲ့အရင်နဲ့ကိုယ့်ရဲ့ရောင်းရငွေအချိုးချပြီး100နဲ့မြောက်ဒါဆိုတော့ရလာတဲ့အချိုးကိုကြည့်နိုင်ရှင်ဒါဆိုအချိုးမှနိုင်ရှင်ရမှာဖြစ်တယ်ဘာကြောင့်ဆိုအချိုးဆိုတာကဒါကျွန်တော်
ပိုင်းချီတူသွားပြီကျွန်တော်ငယ်ငယ်တော့တင်ချတယ်မှာဆိုအပိုက်ကိန်းတွေတွက်ဖို့အပိုက်ကိန်းတွက်တဲ့အချိန်မှာကျွန်တော်ဒါပိုင်းချီတူမှရှင်းလို့ရတယ်အတိုင်းပဲ capital 2ပဲဆိုတော့ရှင်းလို့ရတယ်ဒါပေမဲ့ဘယ်လုပ်ငန်းဖြစ်ဖြစ်ဒီလုပ်ငန်းနဲ့ဟိုလုပ်ငန်းက capital မတူကြဘူး capital မတူဘူးဆိုတော့ result တွေကလည်းနိုင်ရှင်းလို့လုံးဝမရဘူးဒါကြောင့်နိုင်ရှင်းချင်တယ်ဆိုရင်ဒီတိုင်း amount ကိုနိုင်ရှင်းလို့မရဘူး amount တွေကို ratio ပြောင်းဘာကြောင့်ဆိုတော့ ratio ဆိုတာက100ပေါ်မှာခြေခံထားတယ်ဒါကြောင့်100ပေါ်မှာခြေခံထားတော့အကုန်လုံးညတာသွားပြီအချိန်မှာနိုင်ရှင်းဒါဆိုတော့သူ့လုပ်ငန်းကအမြင့် amount ပိုများတယ်ဆိုပေမဲ့ ratio မှာကြာကိုယ့်ရဲ့လုပ်ငန်းကပိုတာတာကောင်းဖြစ်ကောင်းဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့လုပ်ငန်းနဲ့တခြားလုပ်ငန်းနိုင်ရှင်းချင်တဲ့အချိန်မှာဒီတိုင်း amount ကိုနိုင်ရှင်းလို့မရဘူး ratio နိုင်ရှင်းရမယ်ဒါကြောင့်လုပ်ငန်းတစ်ခုနဲ့တစ်ခုနိုင်ရှင်းချင်တာကိုယ့်ရဲ့လုပ်ငန်းတူတက်မှုရှိမရှိကိုငွေ amount ကိုကြည့်လို့မရဘူးဒီငွေ amount ကို100ပေါ်မှာခြေခံထားတဲ့ ratio ကိုနိုင်ရှင်းရမယ်ပြီးရင်အောက်မှာလည်းပြောပြီးသားတခြားလုပ်ငန်းနှစ်ခုနိုင်ရှင်းလို့တဲ့အချိန်တခြားလုပ်ငန်းတစ်ခုဆိုတာကကိုယ့်လုပ်ငန်းမပါတော့ဘူးကိုကငွေရှိတဲ့သူကိုယ့်ရဲ့ငွေပုံငွေရှန်တွေကိုရင်းနှီးမြှုပ်နှံမှုလုပ်ချင်တယ်အဲ့လိုမျိုးရင်းနှီးမြှုပ်နှံမှုလုပ်ချင်တဲ့အချိန်မှာ A နဲ့ B ရှိတယ်ဒါဆို A မှာ investment လုပ်မလား B မှာ investment လုပ်မလားဘယ်သူမှဆိုကြာဆင်းနေတဲ့ဟာတဲ့ပုံမှန်တူးတက်နေတဲ့ company စီမှာပဲ investment လုပ်ချင်ကြတာဖြစ်တယ်ဒါကြောင့်ဘယ် company တာတယ်မတာဘူးဆိုတဲ့ဟာကိုသူ့ရဲ့ ratio ကိုမှနိုင်ရှင်းရမယ်ငွေ amount တွေနိုင်ရှင်းလို့မရဘူးသူ့ရဲ့ရောင်းရငွေသူ့ရဲ့ capital amount တွေနိုင်ရှင်းလို့မရဘူးသူ့ရဲ့ရောင်းရငွေသူ့ရဲ့ capital amount တွေနိုင်ရှင်းလို့မရဘူးဆိုတော့ဒီသူ့ရဲ့ရောင်းရငွေသူ့ရဲ့ capital amount သူ့ရဲ့ရလာတဲ့အမြတ်ကိုအချိုးချထားတဲ့100ပေါ်မှာခြေခံထားတဲ့ ratio ကိုနိုင်ရှင်းပေးမှဒီ ratio မှာတာနေတဲ့ company မှာပဲရင်းနှီးမြှုပ်နှံတင်တယ်ဒါအဲ့လိုမျိုးဒီဆုံးဖြတ်ရတာဖြစ်တယ်ဒါကြောင့်လုပ်ငန်းမှာ target ရှိတယ်ဆိုဒီ target ကိုရမရပြီးကိုယ့်ရဲ့လုပ်ငန်းရဲ့နှစ်စဉ်တိုးတက်မှုရှိမရှိပြီးကိုယ့်လုပ်ငန်းတဲ့တခြားလုပ်ငန်းတစ်ခုနိုင်ရှင်းချင်တဲ့အချိန်ပြီးရင်ကိုက investor ဖြစ်တယ် investment လုပ်ချင်တဲ့အချိန်မှာတခြား company တွေကိုနိုင်ရှင်းချင်တဲ့အချိန်မှာဒီငွေ amount တစ်ခုတည်းကိုကြည့်လို့မရဘူး။ဘာကြည့်ရတာလဲဆိုတော့ ratio ကြည့်ရတယ်။ဘာလို့ဆိုတော့ ratio ဆိုတာက100ပေါ်မှာခြေခံထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ ratio ကိုကြည့်ပြီးမှပဲလုပ်ငန်းတိုးတက်တယ်မတိုးတက်ဘူးဒါဆုံးဖြတ်လို့ရတာဖြစ်တယ်ဒါကြောင့် ratio တွက်တာဖြစ်တယ်။ratio formula နဲ့ratio တွက်ရတဲ့ရွေချက်တွေဖြစ်တယ်။အဲဆို formula လေးတွေကိုကောင်းကောင်းလေးရအောင်လုပ်မယ်။ဒါဖာကြရင်ကျွန်တော်ပို့စာတွက်မယ်။